诈园区里所有的一切都是谎言。当心仪掀开白布查看时，竟是自己的室友美娟。ပြင်းထန်ကြမ်းတမ်းသောပြည်ပဆိုင်ပါလိမ်လည်မှုစခန်းတွင်၌လူငယ်သားကောင်ရှင်ဤသည်ဂိုင်းကောင်းဆောင်ကျန်းရှိချိုင်း၏မဆုံးနိုင်သောညှဉ်းပန်းနှိပ်စက်မှုကိုခံရသည်သူမအားရရဆက်ဆက်ရိုက်နှက်ညှဉ်းပန်းပြီးနောက်ဆုံးတွင်တပ်ဖြတ်လိုက်သည်သူမ၏အခန်းဖော်မိကျွန်းလဲထိုနည်းတူကြေကွဲပွဲကြမှာကိုရင်ဆိုင်ရသည်ဂိုင်းသားများသည်အဆိုပါမိန်းကလေးနှစ်ဦး၏အလောင်းများကိုလိမ်လည်မှုစခန်း၏မြေအောက်ခန်းထဲတွင်လှုပ်ဝက်သိမ်းဆည်းကလူတက်မှုကိုဖုံးကွယ်ထားသည်အချိန်ကျော်လွန်နှစ်အနည်းငယ်ကြာပြီးနောက်ဒေသခံရဲများသည်အကြီးစားစီးနှီးမှုတစ်ခုပြုလုပ်ပြီးကျန်းရှိချိုင်း၏ရာဇဝတ်ဂိုင်းတစ်ခုလုံးကိုချေမှုန်းလိုက်သည်ကျန်းရှိချိုင်းအားဖမ်းဆီးပြီးတရားစွဲဆိုရန်ပြန်လည်ခေါ်ဆောင်သွားသည်တားကောင်များ၏မိသားစုအားလုံးတရားရုံးသို့တက်ရောက်ပြီးရင်းပေါ်လူကုန်ကူးမှုတရားမဝင်ကြုံနှောင်မှုပြင်းထန်စွာညှဉ်းပန်းနှိပ်စက်မှုကြိုတင်ကြံစည်လူတက်မှုနှင့်စနစ်တကျလိမ်လည်မှုစသည့်ပြစ်မှုကြီးများဖြင့်တရားစွဲဆိုကြသည်တပ်တွေအထောက်ထားအားလုံးတင်ပြပြီးနောက်တရားရုံးကကျန်းရှိချိုင်းအားတေရန်ချမှတ်လိုက်သည်ဇလန်းချောင်းတိတ်ကြောက်ချင်းနှင့်သူမ၏လူတက်ခံရသောသမီးရှင်၏ရှင်းအေးမိခင်ကြောက်ချင်းသည်အမှုကင်းသက်သေပြခြင်းတွင်သမီးဖြစ်သူ၏ရက်ဆက်ကြမ်းကြုတ်စွာတည်ဆုံးပုံကိုမှတ်တမ်းတင်ထားသောစောင့်ကြည့်ဗီဒီယိုကိုကြည့်ရှုခိုင်းခံရသည်သူမသည်လုံးဝပြိုလဲသွားပြီးဖော်ပြမရသောဝမ်းနည်းကြေကွဲမှုနှင့်နာကျင်မှုတို့ဖြင့်လွှမ်းမိုးသွားသည်ဗီဒီယိုထဲကမြင်ကွင်းနိုင်သည်သူမ၏စိတ်ကိုညှဉ်းပန်းနှိပ်စက်နေသည်ဇလန်းချောင်းနှင့်ခွေကျွန်းနှင့်သူမ၏အသီးအရွက်ကဲ့သို့အခြေအနေရောက်နေသောသမီးကြံကြံခွေကျွန်း၏သမီးကြံကြံကိုလိမ်လည်မှုစခန်းမှာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တော်လဲအုံနောက်ထိခိုက်မှုပြန်လည်ကုစားမရနိုင်ပဲထာဝရအသီးရွက်ကဲ့သို့အခြေအနေသို့ရောက်ရှိသွားသည်ရေရှည်စေးကုသစရိတ်များပေးနိုင်ရန်အကူအပြောင်းဖြင့်ဝေကျွန်းသည်အွန်လိုင်းမှာတိုက်ရိုက်ထုတ်လွှင့်ကပရဟိတငွေများကောက်ခံသည်သို့သောဂယုဏတက်မှုအစားပြင်းထန်သောအွန်လိုင်းဝေဖန်မှုများနှင့်အနာဆွဲကောလဟာလများကိုရင်ဆိုင်ရသည်ကိုဆိုးသည်မှာသူမ၏ခင်ပွန်းသည်လူရန်ငွေများကိုအလွဲသုံးစားလုပ်ပြီးကြံကြံ၏ကုသမှုကိုစွန့်လွှတ်ရန်ကြံစည်နေသည်နေစိတ်တွေ့ဆုံခန်းကြောက်ချင်းသည်လေးစိမ့်၌ကျန်းရှိချိုင်း၏မိခင်နှင့်ကြုံဆုံသည်ရာဇဝတ်သား၏မိခင်သည်ခွင့်လွှတ်ရန်ဒူးထောက်တောင်းပန်ဟန်ဆောင်ကလူအများကင်းနာတက်စေရန်ဝမ်းနည်းပူဆွေးဟန်ဖန်တီးပြသသည်သို့သောနောက်ပိုင်းတွင်အမှန်တရားပေါ်လာသည်သူမသည်တားဖြစ်သူလိမ်လည်မှုမှရရှိသောတရားမဝင်ငွေအားလုံးကိုအခြားမိသားစုဝင်များ၏ဘဏ်အကောင့်များသို့လျှို့ဝှက်လွှဲပြောင်းထားခဲ့သည်သူမနှင့်ဆွေမျိုးများသည်တားကောင်များထံမှခိုးယူထားသောသွေးငွေဖြင့်ဇိမ်ခံပစ္စည်းများကုန်ဆုံးကပြင်းရည်ပွေဘဝများနေထိုင်ကြသည်ကျန်းရှိချိုင်းကွန်ရက်ခံရပြီးနောက်ကျန်းရှိချိုင်းတေရန်ခံရသည်နှင့်ကြောက်ခြင်းနှင့်ခွေကျွန်းတို့သည်အပြစ်ဒဏ်မှအလွန်ပေါ့သည်ဟုခံစားမိကြသည်အမြန်သေးခြင်းသည်သူတို့၏သမီးများခံစားခဲ့ရသောဒီမခံနိုင်သည့်ဝေဒနာကိုဖျောက်ဖျက်နိုင်မည်မဟုတ်拍我干嘛？谢谢。听着女儿撕心裂肺的惨叫，那一声声求救像刀一样把她迟来的悔恨全都剜出来。先准备好哦，我会再拍影片给你哦。张世凯执行死刑前一天，赵静在機場遇到了他的。ထိုအခါကြောက်ချင်းသည်လွန်ခဲ့သော3နှစ်ကရှေ့တောင်အာရှ၌ကြုံတွေ့ခဲ့သောလျှို့ဝှက်စမ်းကြဲသည့်တိုင်းရင်းသားအနွယ်တစ်ခုကိုရုတ်တရက်တတိယမိသည့်ထိုအနွယ်တွင်တေလွန်သူအား9ရက်တိတိအသက်ပြန်ရှင်စေနိုင်သောရှေးဟောင်းထုံးတမ်းစင်လာများရှိသည်ဟုတဏှာရီတွင်ဆိုထားသည်သူမ၏စိတ်ထဲတွင်စိတ်ပြတ်အားငယ်ပြီးလိမ်လည်သောအတွေ့တစ်ခုပေါ်လာသည်သူမသည်ကျန်းရှိချိုင်းကို9ရက်ကြာအသက်ပြန်ရှင်စေပြီးသူ၏သားကောင်များခံစားခဲ့ရသောစိတ်ပြတ်အားငယ်မှုကြောက်လန့်မှုနှင့်ညှဉ်းပန်းနှိပ်စက်မှုတိုင်းကိုသူကိုယ်တိုင်ကြုံစေလိုသည်ဇသိန်းအစီအစဉ်အီဇလန်သည်ဝမ်းနည်းကြေကွဲနေသောမိခင်များကတားကောင်များကို9ရက်အတွင်းတဘာဝလွန်နီလန်းများသုံး၍ညှဉ်းပန်းနှိပ်စက်ရန်ကြံစည်ကြပြီးတရားစီရင်ရေးစနစ်ကဘယ်တော့မှမပေးနိုင်သောပုံပြက်ပန်းပြက်တရားမျှတမှုပုံစံကိုရှာဖွေသည့်အနက်ရောင်လက်စားခြေဇလန်းကိုဖန်တီးထားသည်都这样子回去能干嘛？有钱付医药费吗？我问你，你已经凑到1000万的募款了，你想一下好不好？包机一次钱花完了怎么办？我们倒不把钱留着，回去做个生意，买个房，不是很？赵静听不下去，冲进去怒骂这个男人。我讲什么到底干你什么事啊？怎么不关我的事？这里面有我的钱，我出钱是为了让珍珍回家，不是给你买房子的。杀了自己的女儿比较容易是吗？我是说放弃治疗，没有要杀了她。随后，他把白天看到张世凯家属挥霍的事告诉慧君。为了拿回赔偿，两人决定继续跟踪张母。可他们没想到，张母一家从酒店出来后，竟然还有心情逛奢侈品店。明天自己儿子都要死，还有心情逛街。第二天，张世凯被执行死刑，幕布升起时，他坐在那里，眼里没有恐惧，反而像终于解脱。药物缓缓推进，他结束了罪恶的一生。可赵静和慧君没有任何痛快，他们只觉得不公平。女儿在生前遭受那么多折磨，而这个恶魔只是在几分钟里闭上眼睛。这样的结局对法律来说是终点，可对母亲来说远远不是。夜里，两人来到酒吧，想用酒精压住痛苦。和张世凯对心和真正做过的那些比较，他死得太轻松。可赵静越喝越清醒，脑子里全是女儿被害的画面。就在这时，墙上一幅猴子画像吸引了他。他忽然想起3年前在东南亚调查真相时，曾见过一个神秘部落，能让死者回魂7天。这一刻，赵静终于有了一个疯狂的念头：我们可以复活他。如果几年前的事情是真的，别让张世凯活过来7天，就用7天的时间来执行我们要的正义。以牙还牙，以眼还眼。
有些伤痛不会因为凶手死亡就结束，法律能终结罪犯的生命，却无法替家属抹掉孩子临死前的恐惧。赵静想要的从来不只是判决，而是让恶人真正感受受害者的绝望。可死人真的能被换回吗？张世凯死后又会迎来怎样的报应？